ပြည်ချင်းစီများအားလုံးပဲမင်္ဂလာပါရှင်လာမယ်16ရက်3လ25ပေါ့နော်5ချိန်မြောက်အတွက်ဒီကနေ့ကတော့တဲ့ပေါ့နော်တဲ့တစ်ခွက်ကိုတော့ပြပေးသွားမယ်ပထမဆုံးအနေနဲ့ထိပ်စည်းလေးကိုအရင်ဦးဆုံးလိုက်ပြီးတော့ကြည့်ပြီနော်ဒီမှာရှိတဲ့နေ့ရယ်ခွန်ရယ်နှလုံးပေါင်းခြင်းပါနော်နေ့နဲ့ခွန်နဲ့နှလုံးပေါင်းတော့ပေါင်းခြင်း6ဆိုပြီးတော့ရတယ်နော်ဒါဆိုရင်ဆက်သွားမယ်နောက်တစ်ပင်ကဒီမှာရှိတာခွန်ဒီမှာရှိတာ3ခွန်3နှလုံးပေါင်းတော့ပေါင်းခြင်း3ည9ပြီးတော့10ဆိုတာဖြစ်လာတယ်နော်9 10ပြီးတော့ဒီမှာရှိတာ8ဒီမှာရှိတာထိပ်စီတစ်လုံးနှလုံးပေါင်းမယ်ဆိုပေါင်းခြင်း9ကို1တိုးတော့10ကို1တိုးတော့17ဆိုတော့နှလုံးပေါင်းရင်ပေါင်းခြင်း1ဖြစ်သွားမယ်နော်ဒါဆိုလို့ရှိရင်8ရှိပြီးသားနောက်တစ်လုံးနဲ့ပေါင်းလို့ရှိရင်နော်တစ်ဖြစ်ချင်တယ်ဆိုတဲ့အတွက်ကြောင့်မလို့3ထည့်မယ်8နဲ့3နဲ့နှလုံးပေါင်းရင်ဒီမှာလို့ကျင်တယ်ပေါင်းခြင်း1ဆိုတာကိုရလာပြီနော်ဒါကတော့3ထိပ်ပါနော် OP ဆိုတာထိတ်လို့ရေးထားတာပါเนาะ3ညထင်နေမှာဆိုလို့ပါ comment မှာတွေ့ထားလို့ပါเนาะ3ထိတ် open လို့ပြောတာပါเนาะထိတ်စီရေးပေးထားတာပါဒါဆိုရင်အလဲကောင်ကိုဆက်ပြီးတော့သွားရအောင်เนาะဒီမှာရှိတာ8ဒီမှာရှိတာ9 8 9နှလုံးပေါင်းတော့ပေါင်းခြင်းခွန်ရမယ်เนาะဒီလိုနှလုံးပေါင်းခြင်းခွန်ကဒီမှာ3ညခွန်နှလုံးပေါင်းခြင်းခွန်9ညီညာခြင်း9ဆိုပြီးတော့ရထားပါတယ်เนาะဒါဆိုလို့ရှိရင်ဆက်ပြီးတော့သွားကြမယ်နောက်ထပ်တစ်ပင်ကကြတော့ဒီမှာရှိတာခွန်ဒီမှာရှိတာ3ညခွန်3ညနှလုံးပေါင်းခြင်းခွန်ကခုနတိုင်းပဲเนาะဒီမှာရှိတဲ့3ညခွန်နှလုံးပေါင်းခြင်းခွန်9ညီညာခြင်း9ဆိုပြီးတော့ရထားပါတယ်เนาะဒါဆိုရင်ဆက်သွားမယ်ဒီတက်ကဒီမှာရှိတာ3ဒီမှာရှိတာ4 3 4နှလုံးပေါင်းခြင်းခွန်ကဆိုလို့ရှိရင်ဟုတ်ပြီเนาะဒီမှာရှိတာက9ဒီမှာရှိတာလာမယ်အလဲတိုင်းတစ်လုံးနှလုံးပေါင်းမယ်ဆိုလို့ရှိရင်ခွန်ညီညာခြင်းခွန်ညီညာခြင်းခွန်တို့လည်း9ညီညာခြင်း9ဖြစ်ကမယ်ပေါ့เนาะဒါဆိုရင်9ရှိပြီးသားနောက်တစ်လုံးနဲ့ပေါင်းရင်ခွန်ဖြစ်ခြင်းနဲ့ဆိုတဲ့အတွက်ကြောင့်မလို့8တယ်မယ်9ရဲ့8ရဲ့ပေါင်းမယ်ဆိုရင်ဒီမှာလို့ခြင်းနဲ့ပေါင်းခြင်း9ဆိုတာကိုရလာပြီပေါ့เนาะ8ကအလဲတိုင်းဆိုပြီးတော့3 8ဆိုပြီးတော့ရတာပြီเนาะဒါဆိုရင်ဒီဘက်မှာအပိတ်ကိုသွားကြည့်ရအောင်เนาะဒီမှာရှိတဲ့9ရဲ့နှလုံးပေါင်းတော့ပေါင်းခြင်းက8ဆိုပြီးတော့ရထားတယ်เนาะဒါဆိုရင်ဆက်သွားမယ်နောက်ထပ်တစ်ပင်ကဒီမှာရှိတာ3ညခွန်နှလုံးပေါင်းခြင်းခွန်8ကို1လျှော့တော့ခွန်ကို1ထပ်လျှော့ပါမယ်ဒီမှာရှိတာ4ရဲ့ဒီမှာလာမယ်ထိပ်စီးတစ်လုံးရင်နှလုံးပေါင်းမယ်ဆိုရင်ခွန်ကို1လျှော့တော့ပေါင်းခြင်း6ဖြစ်ကမယ်ပေါ့เนาะ8ကို1လျှော့တော့ခွန်ကို1လျှော့တော့နှလုံးပေါင်းရင်6ဖြစ်ကမယ်ဆိုတော့4ရှိပြီးသားနောက်တစ်လုံးနဲ့ပေါင်းရင်6ဆိုတော့2ထည့်မယ်4ရဲ့2ရဲ့နှလုံးပေါင်းရင်ဒီမှာလိုချင်တယ်ပေါင်းခြင်း6ဆိုတာကိုရလာမယ်ပေါ့เนาะဒါကတော့အပိတ်ပါเนาะဒါဆိုလို့ရှိရင်ဒီမှာလို့ရထိုးရမယ်ကဏ္ဍလေးထွက်လာပြီပေါ့နော် 3D ပါလာမယ်16ရက်3လ25ပေါ့နော်5ချိန်မြောက်မှာထည့်ပြီးကစားရမယ်ကဏ္ဍလေးက8တဲ့sorry ပါနော်3ထိပ်8အလဲတိုင်းနဲ့အပိတ်ပေါ့နော်3 8နဲ့ဆိုပြီးတော့ကဏ္ဍလေးကထွက်လာတယ်ပေါ့နော်ဒီကဏ္ဍက5ချိန်မြောက်မှာထည့်ကစားမယ်ကဏ္ဍပေါ့နော်ရှာတွေ့တဲ့ကဏ္ဍလေးကိုချက်ခဲ့ခြင်းဖြစ်ပါတယ်ကိုတို့မှာတော့ကြိုက်တယ်မကြိုက်နဲ့တမယ်ဆိုရင်လိုက်ပြီးတော့ကစားကြပါနော်အားလုံးပဲလာမယ့်ဘက်မှာအဆင်ပြေကံကောင်းကြပါစေလို့ဆုတောင်းလိုက်ပါတယ်ရှင်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်